ဒုက္ခနှင့်ဒုက္ခនិရောဓအကြောင်းတရားဒေသနာတော်မင်္ဂလာပါဓမ္မမိတ်ဆွေများအားလုံးမြတ်စွာဘုရားကလက္ခဏုပမသုတ်နဲ့အနုရာဒသုတ်တို့မှာမိတ်ကြားထားတဲ့စကားတစ်ခုမှတ်သားထားဖို့လိုတယ်အနှစ်ချုပ်ပြီးတော့ကြည့်လိုက်ရင်မြတ်စွာဘုရားဘာဟောတာလဲလို့ဆိုလောကမှာရှိတရားအနေနဲ့မြတ်စွာဘုရားဟောတာဟာပုပ္ပိသဟံဣဒရဟိသဒုက္ခိစေဝပညာပေမိဒုက္ခသသនិရောဓံဆိုလိုတဲ့အဓိပ္ပာယ်ကရှေးရခင်ကရောအခုခါမှာရောငါဟာဒုက္ခနဲ့ဒုက္ခនិရောဓနှမျိုးကိုသာဟောတာဖြစ်တယ်လို့မိတ်ကြခဲ့တဲ့စကားရှိဒီဆိုလိုတဲ့အဓိပ္ပာယ်ကဒုက္ခနဲ့ဒုက္ခនិရောဓနှမျိုးသာရှိတယ်လို့ဆိုတာဟာတန်တရားတဲ့နိဗ္ဗာန်ကိုရည်ညွှန်းတာပဲဖြစ်တယ်လူတွေရထားတဲ့ခန္ဓာ၅ပါးဟာဒုက္ခထိုခန္ဓာ၅ပါးရဲ့အဆုံးသတ်ချုပ်ငြိမ်းမှုကဒုက္ခនិရောဓတန်တရားတဲ့ပါဆိုလို့ရှိရင်လူတိုင်းရတာကခန္ဓာ၅ပါးအဲ့ဒီခန္ဓာ၅ပါးကိုမြတ်စွာဘုရားကဒုက္ခအားကြောင့်ဒုက္ခလို့ဆိုတာတော့ဒီနေရာမှာsuffering ဆိုတဲ့အဓိပ္ပာယ်နဲ့မတူတဲ့အဓိပ္ပာယ်တစ်ခုနားထောင်ကြည့်ပေါ့ suffering ဆိုလို့ရှိရင်လူတွေကအခက်ခဲကြုံမှဒုက္ခလို့ထင်တာမြတ်စွာဘုရားဆိုလိုတဲ့ဒုက္ခဆိုတဲ့ဘောတရားကအဲ့ဒီတဲ့ပုံလေးနဲ့သွားတာဒုဆိုတာဆက်ဆုပ်เสียကောင်းတယ်ခဆိုတာကိုထင်တာတစ်ခုမှမရှိဘူးဒီစကားလုံးနှစ်ရပ်ကိုပေါင်းစပ်ပြီးတော့ဒုက္ခလို့ပြောတာဖြစ်တယ်ဒုဆက်ဆုပ်ဖွယ်ကောင်းပြီးခကိုထင်တာတွေတစ်ခုမှမပါတဲ့အရာဘာကိုရည်ညွှန်းတာတော့လို့ဆိုလို့ရှိရင်ဘဝတစ်ခုမှာရှားရှိထားတဲ့ခန္ဓာ၅ပါးကိုပဲရည်ညွှန်းတာဖြစ်တယ်တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ရှုပ်တရားနဲ့တရားဒီနှစ်ခုရည်ညွှန်းတာဖြစ်တယ်ရှုပ်တဲ့နာမ်ဆိုတာကိုခန္ဓာနဲ့ပြောတဲ့အခါကျတော့ခန္ဓာ၅ပါးထိုခန္ဓာ၅ပါးကိုထပ်ချုံပြောတဲ့အခါမှာရှုပ်တရားနံတရားအဲ့ဒီနှစ်ခုဟာဘာဖြစ်လို့ဆက်ဆုပ်ရွံ့ရှာဝဲကောင်းတယ်လဲဘာကြောင့်ကိုထင်တာဘာမှမဖြစ်တယ်လဲဆိုရင်အန္တရာယ်ဟုသမျှသည်ဒီယုံနံလေးပေါ်မှာသို့မဟုတ်ခန္ဓာ၅ပါးပေါ်မှာကြာရောက်တာဖြစ်တော့ကြောင့်ဆက်ဆုပ်ရွံ့မောင်းပွဲကောင်းတယ်လောကမှာကြုံရတဲ့အခက်ခဲမှန်သမျှဟာရှုပ်တရားနံတရားနဲ့ပတ်သက်နေတာကြည့်ပဲရှုပ်တရားနံတရားနဲ့ကင်းနေတာတခုမှမရှိဘူးသေသေးချာချာစဉ်းစားကြည့်ဟိုရဲဆိုတာလေဒီယုတ်တရားနံတရားပဲနာရာဆိုတာလေယုတ်တရားနံတရားပဲနောက်ဆုံးမှသိရတဲ့ဆိုတာလေယုတ်တရားနံတရားအလုံးလောကမှာကြုံတွေ့ရတဲ့မကောင်းတဲ့
အနေထယုံမှန်သမျှရှုပ်တရားနတ်တရားပေါ်မှာကြာရောက်တာဖြစ်သောကြောင့်သူဆက်ဆုပ်ဖွယ်ယုံမုန်းဖွယ်ကောင်းနေခကိုကထင်နေတာပါတော့ခဆိုတဲ့အဓိပ္ပာယ်ကကောင်းကင်ဆိုတာဘာမှမရှိတဲ့လေဟာပြင်ကိုပြောတာသို့တော့လူတိုင်းဒီယုတ်တရားနတ်တရားပေါ်မှာအနည်းဆုံးငါလို့ထင်တယ်ငါဟာလို့ထင်တယ်ကိုလှုပ်တာဖြစ်လိမ့်မယ်လို့ထင်တယ်ကိုဆန္ဒရှိတဲ့အတိုင်းအလုံးဖြစ်တယ်လို့ထင်တယ်ချမ်းသာမယ်လို့ထင်တယ်အဲ့ဒီအထင်တွေဟာဒီယုတ်ဒီနတ်တွေထဲမှာတစ်ခုမှမရှိဘူးလွယ်မှားတဲ့အမြင်နဲ့ယုတ်တရားနတ်တရားပေါ်မှာလူတွေကယူဆနေကြတာဖြစ်တယ်ဒါကြောင့်မို့လို့ကောင်းကင်ကြီးကဘာမှမရှိသလိုပဲယုတ်တရားနတ်တရားတွေထဲမှာကိုထင်တဲ့ငါဆိုတာရဲ့ငါဟာဆိုတာရဲ့တနည်းအားဖြင့်ပြောရင်ကာရကပြုလုပ်သူဆိုတာရဲ့ဝိရကခံစားသူဆိုတာရဲ့တာမီပိုင်ရှင်ဆိုတာရဲ့ယုတ်တရားနတ်တရားတွေပေါ်မှာဘာမှမရှိဘူးဘာဝတရားတသက်တာဖြစ်တယ်အဲ့ဒီအဓိပ္ပာယ်နဲ့ဒုက္ခလို့ပြောတာဖြစ်တယ်ဒါသစ္စာလေးပါးမှာပါတယ်ဒုက္ခသစ္စာဆိုတာအဲ့ဒါကိုရည်ညွှန်းတာsuffering ဆိုတဲ့အဓိပ္ပာယ်ကိုရည်ညွှန်းတာမဟုတ်ဘူးသို့တော့အများအားဖြင့်ဒုက္ခသစ္စာဆင်းရဲတယ်လို့ပြန်ရတယ်ပေါ့နော်အဲ့ဒီပြန်ဆိုမှုကအဓိပ္ပာယ်လွဲမှားနိုင်တယ်ပေါ့ဘာလို့ဆိုရင်ဒုက္ခသစ္စာဆိုတဲ့ထဲမှာစံချမ်းသာတွေလည်းပါတယ်ဘဝနဲ့ပတ်သက်နေတာတွေမှန်သမျှအကုန်ပါတယ်သင်္ခါရတရားတွေအကုန်ပါနေတယ်အခုပြောတဲ့အဓိပ္ပာယ်ကြတော့အဲ့ဒီအဓိပ္ပာယ်တဲ့ပို့ပြီးတော့လေးနဲ့တဲ့အဓိပ္ပာယ်ဖြစ်တယ်သူဖေဥပအန္တရာယ်မကောင်းတဲ့အနိဋ္ဌအယုံမှန်သမျှကြာရောက်ဖြစ်ပေါ်ရာဖြစ်သောကြောင့်ဆက်ဆုပ်ရွံ့ရှာပွဲကောင်းတယ်ခကိုထင်တဲ့အတိုင်းဘာတစ်ခုမှမရှိဘူးငါဆိုတာလည်းမရှိဘူးငါဆိုတာလည်းမရှိဘူးတရဝဆိုတာလည်းမရှိဘူးပြုလုပ်သူဆိုတာလည်းမရှိဘူးခံစားသူဆိုတာလည်းမရှိဘူးအကြောင်းတရားနဲ့အကျိုးတရားဒီနှစ်ခုမြတ်တာရှိပြီးတော့သဘာဝတရားတသက်မြတ်တာဖြစ်တယ်ဒီအဓိပ္ပာယ်စကားလုံးနှစ်ခုကိုပေါင်းစပ်ပြီးတော့ဒုက္ခလို့ခေါ်တာဖြစ်တယ်အဲ့တော့မြတ်စွာဘုရားကအစင်းမြင့်တဲ့တရားမှာတရဝရှိတယ်ဆိုတာကိုလုံးဝမပြောဘူးတရဝရှိတယ်လို့လုံးဝမဟုတ်ဘူးသို့တော့သမုဒိသစ္စာပိုင်းမှာတော့ပုဂ္ဂလပုဂ္ဂိုလ်တတ္တဝါဆိုတာသမုဒိသစ္စာပိုင်းမှာတော့တရဝဆိုတဲ့အသုံးနဲ့ဟောတယ်ပုဂ္ဂိုလ်ဆိုတဲ့အသုံးနဲ့ဟောတယ်ပြုလို့သူအနေနဲ့ဟောတယ်ခံစားသူအနေနဲ့ဟောတယ်ဒါက level 1အနေနဲ့ပြောအစမြင့်တဲ့ level ရောက်သွားလို့ရှိရင် absolute truth အနေနဲ့ကြတော့ဟောတာက compassionate truth သမုဒိသစ္စာပိုင်းကတော့ပုဂ္ဂိုလ်တ attva နဲ့သုံးသပ်ပြီးတော့အများနားလည်အောင်ဟောတာပဲဖြစ်တယ် absolute truth လို့ခေါ်တဲ့ပရမတ္ထသစ္စာ level ရောက်တဲ့အခါကျတော့ဒုက္ခဆိုတာပဲရှိတယ်တ attva ဆိုတာမရှိဘူးလို့သူဟောတာဖြစ်တယ်တ attva ဆိုတာမရှိဘူးရှုံးတဲ့တရားသက်ဒုက္ခမြတ်တာရှိတယ်လို့သူ
အဲ့ဒီဆင်းရဲဒုက္ခတွေချုပ်ငြိမ်းသွားတာဒုက္ခនិရောဓအဲ့တော့လောကကြီးမှာ absolute truth level ကကြည့်မယ်ဆိုလို့ရှိရင်ဒုက္ခနဲ့ဒုက္ခនិရောဓဒုက္ခဆိုတဲ့သဘာဝတရားအစုနဲ့ထိုဒုက္ခရဲ့အဆုံးသတ်ခြင်းဆိုတဲ့ဒီတရားနှစ်ခုသာရှိတယ်လို့ဘုရားဘာသာဝင်နေဟာဒီလိုပဲမှတ်အမှာဖြစ်တယ်အဲ့ဒါလို့မမှတ်လို့ရှိရင်ဘယ်လိုပြဿနာတွေဖြစ်တယ်လဲစဉ်းစားကြည့်အောင်ဒုက္ခနဲ့ဒုက္ခនិရောဓဒါရှိတယ်ဆိုတဲ့အယူဆကိုလက်မခံဘဲနဲ့တရဝါရှိတယ်လို့ပြုလို့သူရှိတယ်ခံစားသူရှိတယ်လို့ရှုဆလိုက်ရင်ဘာဖြစ်မလဲမြတ်စွာဘုရားဟောတဲ့နိဗ္ဗာန်ဆိုတဲ့တရားဟာတရဝါတယောက်ရဲ့ဆုံးသက်လို့ဖြစ်သွားတယ်အဲ့တော့တရဝါတယောက်ဟာတရဝါအနေနဲ့သူဟာပျက်စီးဆုံးရှုံးသွားခြင်းဆိုတဲ့အဓိပ္ပာယ်နိဗ္ဗာန်ဆိုတာပျက်စီးဆုံးရှုံးခြင်းလို့အဓိပ္ပာယ်ရပါဘဝဆိုတာတော့ဖြစ်နေတာဘဝនិရောဓဆိုတာကြတော့ဘဝကုံဆုံးသွားတာဘဝလက်လွတ်ဆုံးရှုံးသွားတာအဲ့ဒီမလို့လားတဲ့အတွေ့အထိအဓိပ္ပာယ်တွေတက်ရောက်ကုန်တယ်အကြောင်းကိုမြတ်စွာဘုရားကတကယ်အစစ်အမှန်ကို absolute truth နဲ့ပဲအနေပြီးတော့ကြည့်ပြီးတော့ဟောတဲ့အခါမှာတရဝါဆိုတာမရှိဘူးဒုက္ခသာရှိတယ်တရဝါရဲ့ပြည့်စဲခြင်းတရဝါရဲ့ချုပ်ငြိမ်းခြင်းဆိုတာမရှိဘူးနော်ဒုက္ခချုပ်ငြိမ်းခြင်းသာရှိတယ်အဲ့ဒီအစွန်းတွေကိုလွတ်အောင်ဟောထားတဲ့တရားတစ်ခုပဲဖြစ်တယ်အဲ့တော့လွတ်အောင်ဟောတာဆိုတော့ဓမင်းရှမ်းတာဓမင်းရှောင်ပြီးတော့ဟောနေတာလားအစစ်မှန်ရောမဟုတ်ဘူးလားလို့ဆိုဒါမှအစစ်အမှန်သို့တော့အများကတော့ရှုပ်နှံကိုပဲတော်လို့ illusion အနေနဲ့ထင်မှားနေတာနိဗ္ဗာန်ရသွားတာဒီနေ့တော်တယောက်အဆုံးသတ်သွားတယ်လို့ဒီလိုထင်မှားနေတာအဲ့လိုထင်မှားခြင်းကြောင့်မြတ်စွာဘုရားရဲ့တရားတော်နဲ့ပတ်သက်လာပြီးတော့အမြင်မကြည်လင်တဲ့ပုဂ္ဂိုလ်တွေကယဟန်ဂေါရမဟာတော်ရီပျက်စီးရပျက်စီးကြောင်းလောကကြီးပျက်စီးရပျက်စီးကြောင်းကြင်ကြနေတယ်လူတွေဟာဖယ်ရောက်သွားမှမသိအောင်ဆိုပါစို့မြတ်စွာဘုရားကနိဗ္ဗာန်ရောက်တယ်လို့ခေါ်လို့ရှိရင်နိဗ္ဗာန်ရောက်သွားတဲ့ပုဂ္ဂိုလ်ဖယ်ရောက်တယ်ဆိုတာမသိနိုင်တော့ရောက်တဲ့နေရာလေတကယ်ကရှိတော့တာမဟုတ်ဘူးချုပ်ငြိမ်းသွားခြင်းသာဖြစ်တယ်အဲ့လိုချုပ်ငြိမ်းသွားခြင်းဟာလောကမှာရှိတဲ့တရဝတူကိုဖြည့်ဆည်းပြလိုက်ခြင်းဆိုတဲ့အဓိပ္ပာယ်ကိုရောက်သွားတယ်တရဝလို့သတ်မှတ်လိုက်လို့ရှိရင်ဖြည့်ဆည်းပြခြင်းဆိုတဲ့အဓိပ္ပာယ်ကိုရောက်သွားတယ်ဒါကြောင့်မို့မြတ်စွာဘုရားလက်ထက်ကမြတ်စွာဘုရားရဲ့နိဗ္ဗာန်တရားနဲ့ပတ်သက်ပြီးတော့ယဟန်ဂေါရမဟာတရဝတွေကိုဖြည့်ဆည်းပြနေတဲ့ပုဂ္ဂိုလ်ပဲလို့ဆွဆွဲကြတယ်အဲ့ဒီမှာမြတ်စွာဘုရားကတုံ့ပြန်တဲ့အခါငါဘယ်တော့မှတရဝရှိတယ်လို့မဟုတ်ဘူးဒုက္ခနဲ့ဒုက္ခនិရောဓနှစ်ခုသာရှိတယ်လို့ငါဟောခဲ့တာအဲ့ဒီအတိကပေါ်ရန်တွေးလို့မရဘူးအလေးနဲ့ထားပြီးတွေးနိုင်မှဒီအဓိပ္ပာယ်ပေါ်မယ်အပေါ်ရန်လေးကြည့်မယ်ဆိုရင်ဒါသဘောပေါက်ဖို့တမခဲနေဘာဖြစ်လို့သဘောပေါက်ဖို့ခဲနေလို့ဆိုဘုန်းကြီးတို့တွေရဲ့စိတ်အစဉ်တရဝရှိတယ်ဆိုတဲ့အတွေးအထင်ကြီးကဖြောက်မရတော့အောင်ဆွဲနေတာဖြစ်တယ်။ငါဆိုတဲ့အတွေးအထင်ငါဟာဆိုတဲ့အတွေးအထင်ဖြောက်လို့မရဖြောက်လို့မရအောင်ဖြစ်။အဲ့ဒါကိုတရဝဆိုတဲ့တတ္တတင်ညာဖြောက်ဖို့ဝိပဿနာတရားကျင့်ကြရတာဖြစ်တယ်။ဝိပဿနာတရားအထုတ်တဲ့အခါမှာငါဆိုတဲ့အတွေးတရဝဆိုတဲ့အတွေးမ
မပြောက်သမျှဝိပဿနာတရားဝိပဿနာဉာဏ်ဆိုတာဖြစ်မှာမဟုတ်ဘူးတော်ဝါနဲ့ဆက်ဆက်ပြီးတော့နေသမျှကာလပတ်လုံးဝိပဿနာတရားဝိပဿနာဉာဏ်ရဖို့ခဲနေရတော့အဖြစ်မဟာစီဆရာတော်ကြီးအမရှိသွားဘူးလေမဟာစီဆရာတော်ဆိုတာပိဋကလည်းနှံ့ဆက်ဆက်တတ်သိပြီးတော့ကမ္မထာအထုပ်နီးကမ္မထာကျမ်းကြီးကိုလည်းရေးသားပြုစုသွားကိုယ်တိုင်လည်းပဲတရားဓမ္မကျင့်ကြံကြုတ်ကိုအထုတ်ပြီးတော့တပည့်တွေကိုလည်းဥစီဥဆောင်လုပ်ပြီးတော့တတိပဒံကျင့်စဉ်တရားကြီးကိုဟောကြားသွားလို့ထင်ရှားတဲ့ဆရာတော်ကြီးဖြစ်တယ်အဲ့ဒီဆရာတော်ကြီးကဘုန်းကြီးကိုတွေ့ဆုံတဲ့အချိန်တုန်းကမရှိတော့ဆိုအခုခေတ်ကမ္မထာအထုတ်ကြတာတဲ့အမှန်တီးတော့ဖြစ်ပါရဲ့အသိဉာဏ်ဖြစ်တာနဲတယ်မဖြစ်ဘူးလို့တော့မပြောဘူးဆရာတော်တမာတိဖြစ်တာရပြီးတော့အသိဉာဏ်ဖြစ်တာနဲတယ်သူတို့ဟောသွားတယ်ဟုတ်တယ်ကမ္မထာထိုင်တဲ့အခါမှာလည်းစိတ်ငြိမ်အောင်ကြိုးစားပြီးအချိန်စီးသွားတာကရတယ်အချိန်ပိုင်းနဲ့ထိန်တဲ့အခါမှာစိတ်ငြိမ်အောင်ကြိုးစားရင်ကနေပြီးတော့အချိန်စေးသွားလို့ကမ္မထာအထုရကရပ်ဆိုင်လိုက်တာဘလောက်အသိဉာဏ်นี่ကိုယ်တဏ္ဍမှာတိုးတက်လာတယ်ဆိုတာတော့သိဖို့ခက်တယ်ရဖို့ခက်တယ်အဲ့တော့ကမ္မထာအထုပြီးဆိုရင်ကိုယ့်ကိုယ်ပဲစဉ်းကျင်သုံးသပ်ကြည့်ကိုဟာစိတ်တည်ငြိမ်အောင်ကြိုးစားနေတာလားအသိဉာဏ်ရဖို့ကြိုးစားနေတာလားဒီနှစ်ခုဟာအမှန်တမ်းအရေးကြီးတယ်ဘုန်းကြီးတို့ကိုယ်တိုင်သက်30ကျော်လောက်ကမဟာစီဆရာတော်ကြီးရှိတ်တာရန်ကုန်ရိပ်တာကိုသွားပြီးတော့ရက်ပိုင်းလေးပါပြတ်သွားတဲ့ထိုင်တဲ့အခါမှာဆရာတော်ကြီးရဲ့ညွှန်ကြားချက်အရာပိန်ဖောင်းရှုမှတ်ပြီးပိန်ဖောင်းကိုခြိတဲ့အနေနဲ့ထားပေါ်လာတဲ့အာယုန်လေးပေါ်မှာလိုက်ပြီးတော့သိဖို့ကြိုးစားရမယ်ဆိုတဲ့သွန်သင်ချက်အရာပိန်ဖောင်းကိုခြိတဲ့အနေနဲ့ထားပြီးတော့စိတ်ထဲပေါ်လာတဲ့အရာတွေကိုရင်မြင်တယ်ကြားရင်ကြားတယ်သိရင်သိတယ်ထိရင်ထိတယ်ကြားရင်ရတယ်အဲ့ဒါကိုမှတ်ခိုင်းတာအဲ့ဒါလို့မှတ်ရင်မှတ်နေတဲ့အခါမှာကိုယ်စိတ်ထဲမှာဘလို့ခံစားရတော့တမာတိလည်းမရဘူးစိတ်ဟာဟိုအာယုံမဲ့ပြေးလိုက်ဒီအာယုံမဲ့ပြေးလိုက်လို့တမာတိလည်းမရဘူးဒီနေ့ကကိုထင်တာကမ္မထာအထုတ်တဲ့ဆိုတာစိတ်ငြိမ်အောင်လုပ်တယ်လို့ငါကိုယ်တော့ကထင်ခဲ့တာဟိုအာယုံပေါ်လိုက်ဟိုပဲရောက်သွားလိုက်ဒီအာယုံပေါ်လိုက်ဒီပဲရောက်သွားလိုက်ပြောရရင်တော့အာယုံရှိရစိတ်ကခုံလိုက်နေတော့ချမ်ပင်ဖြစ်နေဟိုခုံလိုက်ဒီခုံလိုက်ဟိုခုံလိုက်စိတ်ကမငြိမ်ဘူးလို့ထင်ခဲ့ဘူးလေအဲ့လိုထင်တော့နောက်တော့ပြန်စဉ်းစားကြည့်တော့ငါအာထုတ်တာကသမထမဟုတ်ငါကသမထလုပ်နေတာဆရာတော်ကြီးညွှန်ကြတာကသမထမဟုတ်ဘူးဝိပဿနာဆိုတာသိနေဖို့အဓိကဖြစ်တယ်ဖြစ်တာကိုဖြစ်မှန်းသိနေဖို့အလို့မသိဘူးဆိုရင်အာယုန်တစ်ခုကိုသိမှမပြုတ်လိုက်တဲ့အတွက်ကြောင့်ဘာဖြစ်တယ်ဆိုတာမသိလိုက်တာမသိလိုက်လို့ရှိရင်အဝိဇ္ဇာကလွှမ်းသွားတာပဲဖြစ်တယ်နောက်ပိုင်းတော့သဘောပေါက်လာဟောအရှိန်အဟုန်နဲ့ဖြစ်နေတဲ့အရာတွေအားလုံးကိုတတိကနေလိုက်ဖမ်းပြီးတော့ပညာနဲ့ဆင်ခြင်သုံးသပ်ဖို့မှာဆုံးသက်နိုင်မှဝိပဿနာဆိုတာဖြစ်မှာပါလားနောက်ပိုင်းမှာသဘောပေါက်လာနောက်ပိုင်းမှာသဘောပေါက်
တတိကအာယုမှန်သမျှကိုဖန်ယူတယ်ပညာကတတိဖန်ယူထားတဲ့အာယုကိုတော့နားလေတယ်ဆင်ញင်သုံးသပ်နိုင်တတိကအာယုကိုယူပေးတာသာရှိတယ်သိနိုင်တဲ့အစွမ်းတတိမရှိဘူးသိတာကပညာကအာယုကိုယူမပေးနိုင်ဘူးတတိကယူပေးတဲ့အာယုကိုကောင်းစုခွဲခြားအာယုရဲ့သဘာဝကိုသိခြင်းသာဖြစ်တယ်။ဒီသဘာဝတရားနှစ်ခုဟာသူ့လို့ကိုသူလုပ်ကြတာမျက်စိဆိုတာမြင်ယုံမြင်နိုင်တာလေနားဆိုတာကကြားယုံပဲကြားနိုင်တာမြင်ခြင်းကိစ္စကိုမျက်စိကပဲဆောင်ရွက်တယ်ကြားခြင်းကိစ္စကိုနားကပဲဆောင်ရွက်တယ်မျက်စိလုပ်တဲ့အလုပ်ကိုနားကလုပ်လို့မရဘူးနားလုပ်တဲ့အလုပ်ကိုမျက်စိကလုပ်လို့မရဘူးသူ့သဘာဝနဲ့သူဆိုတာကိုသဘောပေါက်လားနော်အဲ့လိုသဘောပေါက်လားသဘာဝတရားတွေဟာဆိုင်ရာအလုပ်တွေကိုလုပ်ဖို့ဖြစ်ပေါ်လာတဲ့အာယုကိုတတိကရှုပေးတယ်ထိုအာယုရဲ့သဘာဝကိုပညာကသိတယ်အဲ့ဒီလိုသိနေဖို့အတွက်ကအာယုဆိုတာအကြောင်းအားလျော်စွာရှောက်ရှိလာအကြောင်းအားလျော်စွာခန္ဓာကိုယ်နဲ့ဆက်သွယ်လာအမြင်အာယုကဆက်သွယ်တယ်အကြောင်းအာယုကဆက်သွယ်တယ်အနတ်အာယုကဆက်သွယ်တယ်အရသာအထီးတွေ့စိတ်ကူးကြံစီဆိုတဲ့အာယုနေဟာဓာရ6ပါးမှာလာရောက်ပြီးတော့ဆက်သွယ်နေကြတဲ့အခါမှာကိုကအဲ့ဒီအာယုတွေကိုမသိလိုက်ဘူးတတိကယူမပေးဘူးဆိုလို့ရှိရင်မသိလိုက်ဘူးတတိကယူပေးမှပညာကသိနိုင်တာဖြစ်တယ်အဲ့ဒီကိုယ့်ရဲ့စိတ်ဓာတ်ကတတိကင်းမဲ့ပြီးတော့သွားတဲ့အခါမှာအာယုတွေဖြစ်ခဲ့တဲ့နဲ့လွတ်သွားအာယုတွေလွတ်သွားရင်အဲ့ဒီအာယုရဲ့သဘာဝကိုမသိလိုက်တော့လွတ်သွားတဲ့အာယုတွေကများတယ်မသိလိုက်တာတွေကများတယ်တကယ်ဖြစ်နေပါရဲ့တဲ့နဲ့မသိဘူးဆိုတာအဝိဇ္ဇာဆိုတဲ့မောင်ကြတဲ့ရောက်သွားတဲ့အဓိပ္ပာယ်ဖြစ်မောင်သွားတဲ့အဓိပ္ပာယ်မျိုးရောက်အဲ့ဒါမျိုးပျောက်ဖို့ရအတွက်ဝိပဿနာတရားအထောက်ထားဖြစ်တယ်စိတ်ကလေးငြိမ့်နေရုံလုပ်တဲ့အလုပ်မဟုတ်ဘူးသူစိတ်ကလေးငြိမ့်နေရုံလုပ်တာကသမထကျင့်စဉ်ပဲဖြစ်တယ်သမထကျင့်စဉ်ဆိုတာဥပမာပဲထွက်လေဝင်လေပါလေလေးကနာသီးပြားမှာထိနေတာလေးကိုအယုံပြုပြီးတော့ထိတာလေးကိုအယုံစိုက်ထားပြီးတော့သက်ရှုသွင်းတယ်သက်ရှုထုတ်တယ်ရှိုက်ထုတ်တယ်ရှုသွင်းတယ်ရှိုက်ထုတ်တယ်ထိတဲ့နေရာလေးကိုစိတ်ကိုငြိမ်အောင်ထားပြီးတော့ရှုသွင်းခြင်းရှိုက်ထုတ်ခြင်းတော့မဟုတ်ဝင်နဲ့ထွက်တယ်ဆိုတာလေးလောက်ပဲအဲ့ဒီအယုံလေးနှစ်ခုပေါ်မှာတနည်းအားဖြင့်ပြောရင်အခိုက်အတန့်ချင်းတော့မတူဘူးမတူတဲ့အခါမှာဝင်တဲ့အခိုက်အတန့်လေးထွက်ရင်ထွက်တဲ့အခိုက်အတန့်လေးအဲ့ဒါလေးကိုအယုံစိုက်ပြီးတော့စိတ်ကလေးကထွက်လေဝင်လေလေးရဲ့ထိတဲ့နေရာလေးလောက်ဒါစိတ်ကနေပြီးတော့သိပြီးတော့လေကျန်တာတွေတစ်ခုမှမသိဘူးဒီအယုံလေးတစ်ခုတည်းပေါ်မှာစိတ်ကိုကြာရှိစွာထိမ့်သိမ်းထားတာဒါသမာဓိကျင့်စဉ်တာဖြစ်တယ်ဝိပဿနာမဟုတ်ဘူးမသိတာတွေအများကြီးဖြစ်တယ်ဝိပဿနာကြတော့အဲ့လိုမဟုတ်ဝိပဿနာကြတော့သိရမှာပါလေဥပမာပဲရှုသွင်းလိုက်တဲ့သဘာဝမှာလှုပ်ရှားတွန်းကန်နေတဲ့ဝါယောဆိုတဲ့မဟာအုပ်ဓာတ်ကြီးလေးပါးတဲ့ကဝါယောဓာတ်ဆိုတာကိုတွေ့ရမယ်ဝါယောဓာတ်လို့ဆိုပြီးမယ်လို့ဝါယောတစ်ခုတည်းမဟုတ်ဘူးအဲ့ဒီလေထဲမှာပထဝီလည်းပါတယ်အာဘောလည်းပါတယ်ဒေဇောလည်းပါတယ်
ဝါရောလည်းပါဓာတ်ကြီးလေးပါစုထားထားတယ်လားလို့ဆိုမဟုတ်ဘူးအဲ့ဓာတ်ကြီးလေးပါထဲမှာခွဲလို့မရတဲ့ဉာဏ်နဲ့ရုပ်လေးခုပဲပါတယ်အစင်နာအယတာဩဇာဆိုရတာလည်းပါဓာတ်ကြီးလေးပါစုဝေးဆိုတာအထက်ကလာရုပ်ရှိသို့တော့ရှုသွင်းနေတဲ့လေထဲမှာထင်ရှားတာကဝါရောဉာဏ်တွေကပါဝင်ပတ်သက်နေတာကရုပ်ခုနှစ်ခုအတုပါဝင်ပတ်သက်နေတာခုနှစ်ခုထင်ရှားတာကဝါရောဒါကြောင့်မို့ဝါရောကိုမှတ်လိုက်လေဆိုတာအဲ့ဒီလေဟာယုတ်တရားသက်သက်များတာဖြစ်တယ်သူ့ရဲ့သဘာဝကရွှေ့ရှားနေတဲ့သဘောပဲရှုသွင်းလိုက်တဲ့အခါရှိုက်ထုတ်လိုက်တဲ့အခါမှာရွှေ့ရှားနေတဲ့သဘာဝလေးကိုသိမယ်ဆိုလို့ရှိရင်ဒါလေးကရွှေ့ရှားနေတဲ့သဘောတရားကိုဘယ်သူကသိတာလဲပညာကသိတာအဲ့ဒီဝါယောဓာတ်လေးဝင်လိုက်ထွက်လိုက်လုံးနေတယ်ဝါယောဓာတ်ကိုသူကယူပေးတာတော့ဆိုတတိယယူပေးတာဝါယောလို့မသိလေရှုသိနေတဲ့လေလေးရဲ့သဘာဝကိုကြည့်မယ်ဆိုရင်လှုပ်ရှားနေတဲ့အရာတစ်ခုပါလားရွေးရှားနေတဲ့အရာတစ်ခုပါလားလို့သဘောပေါက်လားအဲ့လိုသိလာတဲ့အခါမှာသဘာဝတရားကိုသိတယ်လို့ခေါ်တယ်သဘာဝတရားကိုသိတယ်အဲ့ဒီသဘာဝတရားဟာနာသီးပြားကိုလာထိတယ်နာသီးပြားမှာကာယပတ္တာရလို့ကံကြောင့်ဖြစ်လာတဲ့ sensitive matter ကံကြောင့်ဖြစ်လာတဲ့ sensation ရှိတဲ့ sensitive matter ကာယပတ္တာရယုတ်ဆိုတာရှိအကယ်၍ထုံးနေတယ်ကာယပတ္တာရပြက်နေတယ်ဆိုရင်ထိတာသိမသိတော့ထိတာသိကာယပတ္တာရရှိလို့သိတာအဲ့တော့ဝါယောဖုဒ္ဓဘရဲ့ကာယပတ္တာရရဲ့ဒီတစ်ခုသွားဆုံးလိုက်တဲ့အခါမှာဖြုတ်ခက်တဲ့ဘာဖြစ်လာထိတိစိတ်လေးကပေါ်လာအနည်းဆုံးဒီသုံးခုသတိထားနိုင်အောင်ဝိပဿနာတရားထုတ်ပြီးရှုသွင်းလိုက်တဲ့လေလေးကတပြိုင်နက်အကုန်သိရမှာပြောတာမဟုတ်ရှုသွင်းလိုက်တဲ့လေလေးကဒါလှုပ်ရှားနေတာဝါယောဓာတ်ဖြစ်တယ်ထိုဝါယောဓာတ်ရဲ့လာပြီးတော့ထိခိုက်ရနာသီးပြလေးကကာပတ္တာရယုတ်ဖြစ်တယ်ဒီနှစ်ခုဆုံးလိုက်တဲ့အခါမှာထိမှန်သိလိုက်တဲ့အသိစိတ်ကလေးဖြစ်တယ်မထိခင်ကထိတယ်ဆိုတာမသိဘူးထိလိုက်တဲ့အခါမှာအသိစိတ်လေးပေါ်လာတယ်ဘာနဲ့တူတော့ဆိုလို့ရှိရင်စီကိုလက်နဲ့ပုတ်လိုက်တဲ့အခါစီးတန်ထွက်တယ်လို့ပဲဒီနှစ်ခုစုံစည်းခြင်းကြောင့်ထိသိဆိုတဲ့စိတ်ပေါ်လာအဲ့ဒီစိတ်ပေါ်လာတဲ့အခါဆက်သွယ်မှုဆိုတဲ့ဖတ်တာခံစားမှုဆိုတဲ့ဝိရဒဒီတရားတွေလည်းတခါလဲပါဒါကိုပဲမြတ်စွာဘုရားကသုတ်တန်တရားတော်တွေမှာကာယေသပဋိစ္စဖုဒ္ဓပေသဥပ္ပစ္စတိကာယဝိညာဏတိဏံသင်္ကတိဖတ်တော်ဖတ်တပစ္စယဝေဒနာလို့ခေါ်တယ်ဒါဝိပဿနာရှုဖို့ခေါ်တယ်ကာယရဲ့ဖုဒ္ဓဘဆိုတဲ့ဝါယောဓာတ်ရဲ့ဒီနေရာမှာထွက်လေဝင်လေဆိုလို့ရှိရင်ဖုဒ္ဓဘယုံလို့ခေါ်တယ်ဝါယောဓာတ်ရဲ့ကာယပတ္တာရရဲ့သက်ရှုသွင်းနေတဲ့အချိန်မှာဒီနှစ်ခုကိုအကြောင်းပြုပြီးတော့ထိတိဆိုတဲ့ကာဝိညာဉ်စိတ်လေးဖြစ်တယ်ကာဝိညာဉ်စိတ်ဖြစ်တာနဲ့တပြိုင်နက်ဖတ်တာဆိုတဲ့ဆက်သွယ်မှုဖြစ်တယ်ပြီးတဲ့အခါမှာဖတ်တာအကြောင်းဝေဒနာဆိုတဲ့စိတ်ခံစားမှုဖြစ်တယ်အဲ့တော့ရှုသွင်းနေတဲ့အချိန်လေးမှာဝါယောဖုဒ္ဓဘရဲ့ကာယပတ္တာရရဲ့ဆိုတဲ့ယုတ်ကနှစ်ခုအဲ့ဒီယုတ်နှစ်ခုကိုရူပခန္ဓာလို့ခေါ်တာပဲခန္ဓာနဲ့ပြောရင်ရူပခန္ဓာဒီနှစ်ခုစုံစည်းမိခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ကာယဝိညာဉ်စိတ်ကဝိညာဉ်နဲ့ခန္ဓာဝိညာဉ်နဲ့ခန္ဓာနဲ့အတူတကွဖြစ်လာတဲ့ဖတ်တာကသင်္ခါရခန္ဓာ
စိတ်ခံစားမှုဝေဒနာကဝေဒနဲ့ခန္ဓာဒီထဲမှာထည့်ပြီးတော့မပြောဘဲနဲ့ထားတဲ့မတမ်းမှုတင်ညာလေးကတင်ညာခန္ဓာအဲ့ဒီချိန်မှရှိလိုက်ခန္ဓာ၅ပါးဖြစ်နေတာပဲလေအဲ့တော့သမထကျင့်စဉ်ကိုကျင့်နေထီရင်ဝင်နေထွက်တယ်ဒါတော့ပဲမှတ်နေတာတော့ပဲမှတ်တော့စိတ်ငြိမ်တာပဲရှိသို့တော့ဝိပဿနာနဲ့ကြတော့သဘာဝတရားတွေဘယ်နှခုဖြစ်သွားတယ်ဆိုသိဘယ်နှခုဖြစ်သွားတယ်ဆိုသိအဲ့တော့အခုပြောတယ်အာယပတာရရဲ့ဝါယောဖုတ္တပရဲ့ကာယဝိညာဉ်စေရဲ့ဖတ်တာရဲ့ဝေဒနာရဲ့ဒီတန်လေးတွေကတော့မြတ်စွာဘုရားကိုယ်တိုင်သုံးတဲ့စကားလုံးဝေါ်ဟာတာလေးတွေဆိုတော့သူတို့အိဗယ်တော့နားလည်ဖို့လိုတယ်ပေါ့ထီသုံးကတော့သုံးအောင်ထီသုံးအောင်အင်္ဂလိပ်လိုပြောရင် synthetic body နော် synthetic body နောက်ပြီးတော့ air element body consciousness contact feeling ဒါဒီသဘာဝတွေဖြစ်တယ်အဲ့ထွက်လေဝင်လေမှာအာယုစိုက်နေလိုက်တဲ့အခါဒီသဘာဝ၅ခုဖြစ်တယ်ဒီသဘာဝ၅ခုဖြစ်နေခြင်းဒီသားလဲအသက်ရှူခြင်းထိခြင်းလို့ပြောနေအဲ့ဒီပဲငါအသက်ရှူတယ်ဆိုတာဒီ၅ခုအပြင်ဘယ်သူရှိသေးလဲလိုက်ရှာအသက်ရှူနေသူကဘယ်သူလဲအသက်ရှူနေတဲ့ပုဂ္ဂိုလ်ရှိသလားဆိုလိုက်ကြည့်လိုက်မရှိဘူးဒီ၅ခုဖြစ်နေတာပဲဒီ၅ခုဖြစ်နေတာကိုပဲငါအသက်ရှူနေတယ်လို့လူတွေကထင်မှားတာပဲဖြစ်တယ်စရတဲ့ရှိတာဒီ၅ခုပဲရှိတယ်လို့အဲ့ဒီ၅ခုရဲ့ဖြစ်ချင်းများအကယ်၍လေးမရှိဘူးsynthetic body မရှိဘူးစိတ်မပေါ်ဘူးဆိုရင်အဲ့ဒီဖြစ်မှာတခုမှမဖြစ်ဘူးမဖြစ်ရင်ငါအသက်ရှူတယ်ဆိုပြောလို့ရအောင်အဲ့ဒီ၅ခုမှတပါဘာမှမရှိသို့တော့လူတွေက illusion ဖြစ်သွားတရားလို့ထင်သွားတယ်ငါအသက်ရှူနေတယ်လို့ထင်သွားတယ်ငါတရားထိုင်နေတယ်လို့ထင်သွားတယ်တကယ်တော့ဒီသဘာဝတရား၅ခုဖြစ်ချင်းသက်မြာတာဖြစ်တယ်ဒီထဲမှာလို့ပြောရမယ့်တရားတုံးမှမပါဘူးတခုပြတ်သွားလို့ရှိရင်ဒီ၅ခုတွေဟာအရေးကြီးတဲ့ကာဝတ္တရာမရှိဘူးဆိုရင်ကာဝိညာဉ်စိတ်မဖြစ်နိုင်ဘူးထိတိစိတ်မဖြစ်နိုင်ဘူးဝါယောဘုဒ္ဓဘာမထိဘူးဆိုရင်လည်းကာဝိညာဉ်စိတ်မဖြစ်ဘူးမဖြစ်ရင်ဘယ်ရမှာပေါ်လာမှာပေါ်မလာလို့ရှိရင်ငါအသက်ရှူတယ်ဆိုတာလည်းဖြစ်လာမှာမဟုတ်ဘူးအဲ့တော့ဒီတရား၅ခုဖြစ်ခြင်းများကိုသာလဲငါအသက်ရှူနေတယ်လို့တွေးတောပြီးတော့ illusion ဖြစ်နေကြတာလည်းဖြစ်အဲ့ဒီလိုဝိပဿနာဉာဏ်နဲ့တတ္တတင်ညာပြောက်အောင်အချိန်ကြီးထပ်ရှုမှတ်နေပါဝိပဿနာဉာဏ်ဆိုဖြစ်အဲ့ဒီလိုမရှုမှတ်ဖဲနဲ့အပေါ်ရနေတယ်နော်ရှုရဲဆိုင်တယ်ထိတယ်သိတယ်ဒီတော့နေလို့ရှိရင်တော့ဒီအဆင့်ကိုရောက်ဖို့ပဲပေါ့ဒီအဆင့်ရောက်ဖို့ဝိပဿနာဆိုတာဒါကြောင့်မို့ဒီအဆင့်ကိုယတပရိညာဆိုသိရမယ့်အရာတွေကိုပိုင်းခြားပြီးတော့သိနေတာဒါဖြင့်သိရမယ့်အရာကဘာတော့ဆိုရင်ဒီသဘာဝတရား၅ခုဖြစ်ပေါ်နေခြင်းလို့သိရမှာဖြစ်တယ်ငါဆိုတာမပါဘူးတတဝါဆိုတာမပါဘူးဒီသဘာဝတရား၅ခုဖြစ်ပေါ်နေခြင်းလို့သိရမှာဖြစ်တယ်အဲ့ဒီသိရမယ့်ယုတ်တရားနတ်တရားတွေကိုပိုင်းခြားပြီးတော့သိတာကိုယတပရိညာလို့ခေါ်တယ်ဝိပဿနာတရားအထုတ်တဲ့အခါမှာယတပရိညာအစတာပဲအဲ့ဒါမှမသိရင်ဝိပဿနာလမ်းကြောင်းပေါ်ကိုမရောက်ဘူးလို့ပြောမှာဖြစ်တယ်ဝိပဿနာလမ်းကြောင်းပေါ်ကိုရောက်ဖို့ရအတွက်
ဒီအတိဟာဓမ္မရေးချတယ်အဲ့တော့သမထကျင့်တာနဲ့ဝိပဿနာကျင့်တာဓမ္မကွယ်ပြားချမ်းသာပါသမထမှာသမထကျင့်စဉ်မှာအာယုန်လေးတစ်ခုပေါ်မှာစိတ်ကိုထိန်းချုပ်ထားခြင်းများတာဖြစ်ပြီးတော့ဝိပဿနာကျင့်စဉ်ကြတော့စိတ်ကိုအာယုန်လေးနဲ့ထိတွေ့ပေးတဲ့တတိနဲ့ထိုတတိကယူပေးတဲ့အာယုန်ကိုအမှန်သိနေတဲ့ပညာဒီနှစ်ခုကလွှမ်းမိုးထားသမာဓိမပါဘူးလားဆိုပါဒီသမာဓိမျိုးကိုပြောမဲ့ဆိုလို့ရှိရင်တော့ခဏိကသမာဓိလို့ဖြစ်တဲ့အခိုက်ကလေးတွေမှာသိလိုက်တဲ့သမာဓိအဲ့ဒီဖြစ်တဲ့အခိုက်လေးမှာဖြစ်မှန်သိလိုက်တဲ့သမာဓိခဏနဲ့ရှင်းပြီးတော့အချိန်ပိုင်းအလိုက်ဖြစ်နေတဲ့သမာဓိအချိန်ပိုင်းအလိုက်ဖြစ်တဲ့စုလိုက်တဲ့အခါမှာဒီသမာဓိကလည်းစွမ်းရှိတဲ့သမာဓိဖြစ်သွားဟိုသမာဓိကတော့ပညာပေါ်မှာအာယုံစိုက်ထားသည့်အတွက်ကြောင့်ပညာဆိုတဲ့သဘောတရားဟာဖြစ်ပြမှုရှိတာမဟုတ်ဘူးအဲ့ဖြစ်ပြမှုမရှိတဲ့ပညာပေါ်မှာစိတ်ဟာအကျဉ်းချင်းထပ်ပြီးတော့ဖြစ်နေတာအာယုံကငြိမ့်နေတယ်စိတ်ကသာအကျဉ်းချင်းထပ်ဖြစ်နေတယ်အဲ့ဒီသမာဓိကသမထသမာဓိဝိပဿနာသမာဓိဆိုတာအာယုံကလည်းရွေးရှားနေတယ်အာယုံကိုသိတဲ့တရားတွေကလည်းရွေးရှားနေတယ်ဥပမာဘာနဲ့တူတော့ဆိုရင်ဟိုင်ဝေးမှာကားနှစ်စီးပြိုင်မောင်းနေတယ်လို့ရောက်တိုင်းမောင်းတိုင်းကားနှစ်စီးပြိုင်သွားနေတဲ့အခါတစ်ခုနဲ့တစ်ခုအားထိမ့်ကြည့်ထားသလိုဖြိုင်လို့သွားနေတာပဲဖြစ်တတိယယူပေးတဲ့ပညာအသိတယ်တတိယယူပေးတဲ့ပညာအသိတယ်အဲ့တော့မကင်းမကွာဖြစ်သို့တော့တတိယလည်းရွေ့ရှာနေတာအာယုံကလည်းရွေ့ရှာနေတာပညာကလည်းရွေ့ရှာနေတာအလုံးရွေ့ရှာနေသည့်အတွက်ကြောင့်အခိုက်အတန့်နေနဲ့ရှင်းနေတဲ့တတိနဲ့ပညာအလုံးပြောလို့ရတယ်အာယုံရောအာယုံပြုတဲ့သဘာဝတရားရောနှစ်ခုစလုံးဟာပြိုင်လို့သွားနေတာအဲ့တော့ဝိပဿနာကြတော့ခဏိကသမာဓိရှိရဒါကြောင့်မို့စာပေကျမ်းကမှာဘလို့ဆိုတော့ဆိုရင်နာဟိခဏိကသမာဓိဝိနာပညာနာမအဋ္ဌိဝိပဿနာနာမအဋ္ဌိနာဟိခဏိကသမာဓိဝိနာဝိပဿနာနာမသံဃေတိခဏိကသမာဓိမပါပဲဝိပဿနာဖြစ်ဘူးလို့ခေါ်တာရှိတယ်ထို့တူပဲနာဟိတတိဝိရိတာပညာနာမအဋ္ဌိတတိမပါပဲနဲ့လည်းပညာမဖြစ်ဘူးလို့စာပေကျမ်းကနေမှတိတိကျကျပြောထားတဲ့ကားလေးတွေရှိတယ်နာဟိခဏိကသမာဓိဝိနာဝိပဿနာနာမသံဃေတိခဏိကသမာဓိမပါပဲဝိပဿနာမဖြစ်ဘူးအနည်းဆုံးခဏိကသမာဓိရှိတယ်အဲ့တော့သမထကျင့်စဉ်နဲ့ပါကွာသမထကျင့်စဉ်ကခဏိကသမာဓိမဟုတ်ဘူးအနည်းဆုံးဥပ္ပစာရသမာဓိအပ္ပနာသမာဓိနဲ့သွားတာဥပ္ပစာရဆိုတာအပ္ပနာနဲ့ကပ်နေတာအပ္ပနာဆိုတာအာယုန်ထဲမှာထည့်ထားလိုက်တယ်လို့အာယုန်တစ်ခုတည်းပေါ်မှာစိတ်ကိုငြိမ်နေအောင်လုပ်ထားတာခဏိကသမာဓိဆိုတာတော့ရွေ့ရှားနေကြတာအဲ့တော့ဝိပဿနာတရားအထုတ်တဲ့အခါမှာခဏိကသမာဓိနဲ့သွားတယ်သမာဓိမပါဘူးလို့ပြောတာမဟုတ်ဘူးပါတယ်သို့တော့သမာဓိကအဲ့ဒီအချိန်မှာအဓိကလာလို့အဓိကစွမ်းဆောင်နေတာကဘယ်သူတော့ဆိုအဓိကစွမ်းဆောင်နေတာကတတိနဲ့ပညာအဲ့တော့ဝိရိယတို့ဘာလို့မပါဘူးလားဆိုပါတာပေါ့ကမ္မထာတို့ပြီဆိုရင်အာတပိသမ္ပဇာနောတတိပါမဟာတတိဝိရဏတုတ်မှာဟောတယ်အာတပိဆိုဝိရိယရှိသူဆိုတာလုံလဝိရိယပါတယ်တတိပါဆိုတာတတိ
သမဇာနောပညာတော့ဆိုလိုတာဝိရိယကတွန်းအားပေါ့တကယ်လုံးလုံးတာတတိနဲ့ပညာတတိကယူပေးလိုက်ပညာကသိလိုက်တတိကယူပေးလိုက်ပညာကဆုံးဖြတ်လိုက်တယ်လို့သွားနေတတိယူမပေးရင်ပညာမဖြစ်ဘူးတတိကအာယုကိုယူပေးလိုက်တယ်ပညာကသိလိုက်တယ်ရှုပေးလိုက်သိလိုက်ဘာနဲ့တူတော့ဆိုရင်စာအုပ်ကြည့်တယ်လို့ပဲလက်ကနေပြီးတော့စာအုပ်ကိုလှမ်းစာရွက်တွေတရက်ပြီးတရက်စာမျက်နှာတွေလှမ်းပေးတယ်လှမ်းပေးသမျှအတွေကိုမျက်စိကမြင်တယ်မျက်စိကစာအုပ်ကိုမဖွင့်နိုင်ဘူးလေသူကမြင်အောင်မြင်နိုင်တာဖွင့်ပေးတာကလက်ကထို့တူပဲတတိကအာယုကိုယူပေးတယ်ပညာအသိတတိယူပေးသမျှအာယုကိုပညာအသိပြီအဲ့တော့တတိကအသက်ရှူနေတဲ့ခိုက်တန်လေးမှာဘာတွေဖြစ်နေတယ်ဆိုတာတတိကနေယူပေးလိုက်တယ်အဲ့ဒီမှာကာယတတရလို့ဆိုတဲ့ sensitive body ရှိတယ်ထို sensitive body ကိုလှုပ်ရှားနေတဲ့ဝါယောလို့ဆိုတဲ့ဓာတ်ကလာပြီးတော့ဝါယောဓာတ်ကလာပြီးတော့ထိတယ်ထိတဲ့အခါမှာထိသိစိတ်ပေါ်တယ်ထိသိစိတ်ပေါ်လိုက်တာနဲ့အာယုနဲ့စိတ်နဲ့ဆက်သက်မှုဖတ်တာထိုဖတ်တာကိုအကြောင်းပြုပြီးဖြစ်ပေါ်လာတဲ့စိတ်ခံစားမှုအဲ့ဒီ၅ခုပေါ်လာတာပဲဖြစ်တယ်အဲ့ဒီ၅ခုဖြစ်လာတာအဲ့ဒီအသက်ရှူနေတဲ့ဆိုတဲ့အတိုင်းအတာအတွင်းမှာဒီ၅ခုဖြစ်နေတာဆိုဒီ၅ခုထဲမှာအသက်ရှူသူဆိုတာမပါဘူးကာရကဆိုတာမရှိဘူးပြုလုပ်သူဆိုတာမရှိဘူးတရဝဆိုတာမရှိဘူးအလုံးအသီးသဘာဝတရား၅ခုဥပေါင်းပြီးတော့ဆောင်ရွက်ခြင်းများတာဖြစ်တယ်လို့ဒီလိုသိတာယတပရိညာလို့ပြောမှာဖြစ်တယ်ယတဆိုတာသိရမယ်ရုပ်တရားနတ်တရားကိုပရိညာပိုင်းခြား၍သိခြင်းသိရမယ့်ဟာကိုသိလိုက်တာအဲ့ဒီသိတာယတပရိညာနဲ့သိပြီဆိုလို့ရှိရင်ဘာဖြစ်ထေတိဝိသုဒ္ဓိဆိုတာထေတိဝိသုဒ္ဓိဆိုတာတတ္တပညာပျောက်သွားရင်ထေတိဝိသုဒ္ဓိဖြစ်တယ်တတ္တပညာမပျောက်သေးသမျှထေတိဝိသုဒ္ဓိကမဖြစ်ဘူးတော့မရှိဘူးဒီ၅ခုရဲ့ဖြစ်ခြင်းများတာအဲ့ဒီတိုင်းပဲဒါသမထနဲ့ဝိပဿနာအဲ့ဒါဝရတယ်ပေါ့နော်တတိနဲ့ပညာကိုဥစားပေးပြီးတော့သိနေတာဖြစ်နေတာကဝိပဿနာအာယုတစ်ခုတည်းပေါ်မှာစိတ်ကိုထိန်းချုပ်ထားတာကသမထအဲ့ဒါကိုရည်ရွယ်ပြီးတော့စီဆရာတော်ကြီးကမရှိသွားတာခဏခေကမ္မထာထုတ်တာသမာဓိတော့ဖြစ်တယ်ပညာဖြစ်တာနဲ့တဲ့လို့ဒါကိုရည်ညွှန်းပြီးတော့မရှိသွားတာပဲဖြစ်အဲ့တော့ဆက်ဆက်ကတုတ်တံမှာဝိပဿနာတရားအထုတ်ပြီးဆိုလို့ရှိရင်ဝိပဿနာအနေနဲ့ရှုွက်အလုံး36မျိုးမြတ်စွာဘုရားဟောထားတယ်36မျိုးကအခုပြောတဲ့5မျိုးအပြင်မှာတဏှာထဲလိုက်တာဒွါရ6ပါးအာယုံ6ပါးထိုဒွါရအာယုံတို့ကြောင့်ဒွါရအာယုံဆုံးပြီးခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ဝိညာဉ်6ပါးဝိညာဉ်6ပါးနဲ့ဆက်နွယ်ပြီးတော့ဖြစ်လာတဲ့ဖတ်တာ6ခုဖတ်တာ6ခုကြောင့်ဖြစ်လာတဲ့ဝေဒနာ6ခုဝေဒနာပစ္စယတဏှာလို့ခေါ်တဲ့အတိုင်းဝေဒနာနဲ့ဆက်နွယ်ပြီးတော့ဖြစ်လာတဲ့တဏှာ6ခုအလုံးအဲ့ဒီ66လေး36ပါးဝိပဿနာရှုဆက်က66လေးအဲ့36ပါးသောတရားတွေဖြစ်လာတဲ့အခိုက်မှာသိနေအောင်ကြိုးစားဖို့ကြိုးစားမှဒါတွေကိုသိမှဝိပဿနာဆို
အဲ့ဒီဟာကိုသိတဲ့အခုညာတပရိညာနဲ့သိလိုက်တဲ့ဆိုပါစို့ခုပြောတဲ့ထွက်လေဝင်လေနဲ့ပတ်သက်ပြီးသိတာတရား၅ခုအဲ့ဒီတရား၅ခုဘာအရုံးလို့ပြောလို့ရှိရင် absolute truth ရှုတော့ကနေပြောမယ်ဆိုလို့ရှိရင်ပြောနိုင်တာဘာလို့ဆိုရင်ရှုံးတဲ့နာကြည့်တဲ့နည်းနည်းချက်ပြောလို့ရှိရင်ခန္ဓာ၅ပါးအချင်းဆုံးပြောမယ်ဆိုလို့ရှိရင်ဒုက္ခဖြစ်ခြင်းပဲအဲ့ဒီတရား၅မျိုးဖြစ်ခြင်းဒီဒုက္ခဖြစ်ခြင်းအဲ့ဒုက္ခဆိုတာဘာလို့ဆိုရင်ရှုံးတဲ့နာအဲ့ယုံတဲ့နာကိုခန္ဓာနဲ့ပြောမယ်ဆိုရင်ခန္ဓာ၅ပါးခန္ဓာ၅ပါးရဲ့ဖြစ်ခြင်းယုံတဲ့နာနှစ်ခုရဲ့ဖြစ်ခြင်းဒုက္ခဖြစ်ပေါ်လာခြင်းသက်သက်များတာဖြစ်တယ်လို့မြတ်စွာဘုရားဒါဟောလို့ရမယ်ဒုက္ခဆိုအဲ့ဒုက္ခဆိုတာအဲ့မှာတွေ့အဲ့ဒီခုပြောတဲ့ဒီတရား၅ခုအသက်ရှူနေတဲ့အချိန်မှာဖြစ်တဲ့တရား၅ခုထဲမှာငါဆိုတာရှာလို့မရဘူးတရဝဆိုတာရှာလို့မရဘူးပြုလို့သူဆိုတာရှာလို့မရဘူးအချင်းချင်းအကြောင်းအနေနဲ့ပေါင်းစပ်ပြီးတော့ဖြစ်လာတာအကြောင်းကြောင့်အကျိုးဖြစ်ခြင်းများတာဖြစ်တယ်ပြုလို့သူကာရကမရှိဘူးခံစားသူဝေဒကမရှိဘူးတရဝမရှိဘူးအကြောင်းတရားအကျိုးတရားသက်သက်ဖြစ်ပေါ်လာခြင်းများတာဖြစ်တယ်သုဒ္ဓဓမ္မဘဝတန္တိဆိုတဲ့အတိုင်းဘဝတရားသက်သက်များတာဖြစ်တယ်လို့အဲ့ဒီလိုမြင်မှသမ္မထသနာမှန်ကန်တဲ့အမြင်ဖြစ်တယ်အဲ့ဒီအမြင်မှတရဝဆိုတာမရှိတော့အဲ့ဒါကိုပြောတာမြတ်စွာဘုရားဒုက္ခိစေဝပညာပေးပြီးဒုက္ခသစ္စာနိရောဓအဲ့ဒီသဘာဝတရား၅ခုဖြစ်ခြင်းဒီဒုက္ခဖြစ်ခြင်းအဲ့ဒီသဘာဝတရား၅ခုအသိဉာဏ်နဲ့သိရှိလာလို့မဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်လိုက်တဲ့အခါမှာဖြစ်ဖို့ရအကြောင်းတရားတွေလုံးဝချုပ်ငြိမ့်သွားသည့်အတွက်ကြောင့်အဲ့ဒီတရား၅ပါးဘယ်တော့မှမပေါ်လာခြင်းဒီဒုက္ခရဲ့ချုပ်ငြိမ့်ခြင်းသာဖြစ်တယ်။တရဝသိသွားတာမဟုတ်ဘူး။တရဝချုပ်သွားတာမဟုတ်ဘူး။ဒုက္ခនិရောဓသာဖြစ်တယ်။မြတ်စွာဘုရားဟောလို့တာဒါကြောင့်မို့ဒုက္ခနဲ့ဒုက္ခនិရောဓအဲ့တော့ဒါကရှုရှိုက်တဲ့ကာယပတ္တာရနဲ့ပတ်သက်ပြီးပြောတာအမြင်နဲ့ပြောမယ်ဆိုလို့ရှိရင်ပါတယ်မျက်စိကပုံမှန်အနေထားရှိတယ်ပုံမှန်အနေထားရှိတယ်မျက်စိမှာအစင်အာယုလာထင်တယ်အစင်အာယုထင်လိုက်တာနဲ့တပြိုင်နက်ယဉ်သိစိတ်ဖြစ်လာတယ်စက္ကဝိညာဉ်စိတ်ဖြစ်လာတယ်ယဉ်သိစိတ်နဲ့ဆက်သက်ပြီးတော့ဖတ်တာဖြစ်လာတယ်ဖတ်တာကြောင့်ဝေဒနာဖြစ်လာတယ်ဟောဒီတရား၅ခုအဲ့ဘာနဲ့ဒီ၅ခုဖြစ်ခြင်းပဲမျက်စိရဲ့အစင်အာယုရဲ့ယဉ်သိစိတ်ရဲ့ဖတ်တာရဲ့ဝေဒနာဒီ၅ခုဖြစ်တယ်အဲ့ဒီ၅ခု absolute truth အနေနဲ့ကြည့်လိုက်ပဲလူတွေကပြောကြတယ်ငါမြင်နဲ့ငါမျက်စိနဲ့မြင်ခဲ့တာငါမြင်တယ်လို့ပြောတာအဲ့ဒီမှာလိုက်ကြည့်ငါဆိုတာဘာလို့လဲဒီစက္ခုရဲ့အစင်အာယုရဲ့စက္ခုဝိညာဉ်စိတ်ရဲ့ဖတ်တာရဲ့ဝေဒနာရဲ့ဒီ၅ခုကိုငါလို့ခေါ်တာလားဒီ၅ခုကသူကလည်းသူပဲဘာဝတရားသက်သက်များတာသူတို့မပါပဲနဲ့ငါဆိုတာရောရှိလားသူတို့၅ခုမဖြစ်ပဲနဲ့မြင်နေဆိုတာရောဖြစ်လားမဖြစ်ဘူးနော်မျက်စိပြက်နေတဲ့ပုဂ္ဂိုလ်တယောက်မြင်နေဆိုတာမဖြစ်တော့ဘူးလေအဲ့တော့ငါဆိုတာငါမြင်တယ်လို့ပြောလို့ရအောင်ငါဆိုတာဘာတူလဲရှာလို့မရဘူးဒီသဘာဝတရားသက်သက်များတာဖြစ်တယ်လို့ဒီလိုမြင်ဖို့အဲ့ဒါဝိပဿနာအမြင်နဲ့ပတ်သက်လာလို့ရှိရင်အဲ့ဒါလို့မြင်ဖို့လိုအပ်တယ်ဒါကိုလည်းပဲပါဠိပါမြတ်စွာဘုရားကစက္ခုံစပဋိစ္စရူပိစ္စဥပ္ပစ္စတိစက္ခုဝိညာဏဒိဋ္ဌသင်္ကတိဖတ်တော်ဖတ်တာပစ္စယဝေဒနာဆိုပြီးဒီလိုဟောခဲ့တာပဲဒီမှာလေဒီတရား၅ခုဖြစ်တယ်ဆိုတာကိုရှင်းပြတာပဲဖြစ်အဲ့ဒီတရား၅ခုထဲမှာငါဆိုတာသို့မဟုတ်တတ္တဝါဆိုတာငါဟာဆိုတာ
ငါဆိုတာနဲ့ငါဟာဆိုတာမပါသည့်အတွက်ကြောင့်ခဒုက္ခထုကဒီမျက်စိကဒီအခုပြောတဲ့ယုတ်တရားနဲ့တရားတွေဟာဘေးရန်အန္တရာယ်အလုံးနဲ့သက်ဆိုင်နေလို့ဆက်ဆုပ်ဖွယ်ကောင်းတယ်အဲ့ဒီမျက်စိရဲ့အစဉ်အာရုံရဲ့မြင်သိစိတ်ရဲ့ဖတ်တာရဲ့ဝေဒနာရဲ့ဒီတရားတွေကငါလို့ထင်နေတယ်ငါဟာလို့ထင်နေတယ်ခြားကြည့်ငါလည်းမရှိဘူးငါလည်းမရှိဘူးသူတို့သဘာဝတရားများတာတက်တက်တာဖြစ်လို့ခဒုက္ခနော်ဘေးရန်အန္တရာယ်အလုံးရဲ့တရားဌာနဖြစ်လို့ထုဆက်ဆုပ်ဖွယ်ရဖြစ်လို့ထုကိုထင်တဲ့ငါဟာဆိုတာတခုမှမပါသေးတဲ့အတွက်ကြောင့်ခအဲ့ဒါကိုကြည့်ပြီးဒုက္ခဆိုရဟောတာတရားဓမ္မကျင့်ကြံကြိုးကိုအထုတ်လို့ရှိရင်ဒီဒုက္ခဆိုတဲ့တရားတွေဟာသူ့ဖြစ်တာမဟုတ်ဘူးအကြောင်းတရားတွေကြောင့်ဖြစ်တယ်အကြောင်းတရားတွေဖယ်လိုက်တာနဲ့တပြိုင်တည်းဒီငါးခုကတော့ပြန်မလာတော့ဖယ်နည်းနဲ့မှဖြစ်နိုင်ဒီအကြောင်းတရားငါးခုတစ်ခုချွေရင်တော့လည်းမဖြစ်တော့အဲ့ဒီမဖြစ်တော့ဘယ်နဲ့အနုပ္ပါဒနိရောဓဘယ်တော့မှမပေါ်လာတဲ့ချုပ်ငြိမ်းမှုဒုက္ခနိရောဓလို့ခေါ်တယ်အဲ့တော့ဒုက္ခဆိုတာလည်းသရဝနဲ့မပတ်သက်ဘူးဒုက္ခနိရောဓဆိုတာလည်းသရဝနဲ့မပတ်သက်ဘူးအကြောင်းတရားတွေချောင်းဖြစ်ပေါ်နေတဲ့ယုံနာတရားတွေကိုဒုက္ခလို့ခေါ်တယ်ထို့အကြောင်းတရားတွေချုပ်ငြိမ်းသွားသည့်အတွက်ကြောင့်ဒီဒုက္ခတွေချုပ်ငြိမ်းသွားတာကိုပဲဒုက္ခနိရောဓလို့ခေါ်တယ်အဲ့တော့ဒီထဲမှာသရဝဆိုတာမပါဘူးဆိုတာရသော်ပြကရှင်းနေဟောတာဒါလည်းညာတပရိညာဝိပဿနာရှုတော့တာဝိပဿနာရဲ့အစလေးပဲညာတပရိညာဒိဋ္ဌိဝိသုဒ္ဓိဖြစ်တာဒိဋ္ဌိဝိသုဒ္ဓိဆိုတာပညာကိုပြောတာပဲဒိဋ္ဌိဆိုတာဒီနေရာမှာပညာကိုပြောတာဝိသုဒ္ဓိဆိုတာလည်းပညာကိုပြောတာဒီနှစ်ခုဟာအရာတူတယ်အရာတူတယ်ဒိဋ္ဌိဆိုတဲ့အမှန်မြင်တဲ့တတ္တဝါမရှိဘူးဘာဝတရားတသက်မှသာဖြစ်တယ်လို့မြင်တာကဒီနေရာမှာဒိဋ္ဌိမိစ္ဆာဒိဋ္ဌိနဲ့မဆိုင်ဘူးဒီနေရာမှာဒိဋ္ဌိထသနာမြင်နာမရူပနာယထာဝထသနာဒိဋ္ဌိဝိသုဒ္ဓိနာမအဲ့ဒီယုတ်တွေကိုမြင်တာဒိဋ္ဌိအဲ့ဒီဒိဋ္ဌိဆိုတဲ့ဉာဏ်မြင်သည်မာယွင်းတဲ့အမြင်တစ်ခုကိုစင်ကြယ်စေသောကြောင့်ဝိသုဒ္ဓိသရဝဆိုတဲ့အတွေးထင်ကြီးကိုတန်ရှင်းပြလိုက်သောကြောင့်ဝိသုဒ္ဓိဒီနှစ်ခုပေါင်းလိုက်တာဒိဋ္ဌိဝိသုဒ္ဓိဒိဋ္ဌိဒီပင်နဲ့ဝိသုဒ္ဓိဒီအမြင်သည်အမြင်ကိုတန်ရှင်းစေတယ်သို့တော့အင်္ဂလိပ်လိုပြန်ကြတဲ့အခါမှာ purifications of view လို့ပြန်ကြဒါတော့စာပေကျမ်းကဖွင့်တဲ့အတိုင်းမဟုတ်ဘူးစာပေကျမ်းကဖွင့်တဲ့အတိုင်းမဟုတ်စာပေကျမ်းကနဲ့ဖွင့်တဲ့အတိုင်းက knowledge that purify နဲ့ဖြူမှာစာပေကျမ်းကနဲ့ကြိုက်မယ် the knowledge that purify နဲ့ဖြူဒီ knowledge ဆိုတဲ့ဒိဋ္ဌိသည်အမြင်ကိုတန့်စင်ပေးတတ်သောကြောင့်ဝိသုဒ္ဓိအဲ့ဒါမှအဖွင့်နဲ့ကြိုက်တယ်ဒိဋ္ဌိဖွင့်ဆိုတာအဲ့တဲ့ဖွင့်ဒိဋ္ဌိသည်ပင်နဲ့ဝိသုဒ္ဓိအဲ့ဒီနှစ်ခုပေါင်းစပ်ပြီးတော့အသိဉာဏ်ကိုခေါ်တာထူးခြားတဲ့ပညာကိုခေါ်တာအဲ့တော့ဘုရားဘာသာဖြစ်ရင်ဒီပထမဆုံးပညာဒိဋ္ဌိဝိသုဒ္ဓိပဲအဲ့ဒီဒိဋ္ဌိဝိသုဒ္ဓိရဖို့ကြိုးစားကြတာအဲ့ဒီအစဉ်ရောက်ဖို့ရကိုမနဲ့ကြိုးစားဘာဖြစ်လို့မနဲ့ကြိုးစားရတော့တသန္တရာလုံးသရဝါဆိုတဲ့အတွေးကတွေးထားသရဝါရှိတယ်ဆိုတဲ့အတွေးကိုပယ်ဖြတ်ပြီးတော့သရဝါမရှိဘူးဒီယုံနဲ့နာနှစ်ခုဒီဒုက္ခတသက်တာဖြစ်နေတယ်ဆိုတဲ့အသိဉာဏ်ရဖို့ရတာမနဲ့ကြိုးစားရမယ်ကိစ္စတစ်ခုဖြစ်တယ်ပေါ့မဖြစ်နိုင်တာတော့မဟုတ်ဘူးဖြစ်နိုင်တယ်အဲ့တော့ပထမတော့သင်ရမှာပေါ့
မြင်နေဆိုတဲ့ကိစ္စမှာဒီသဘာဝတရား၅ခုဖြစ်ခြင်းပဲဆိုတာကိုသိရမယ်။သိပြီးတော့အကျဉ်းချင်းထပ်ထပ်ရှုမှတ်ရထို့တူပဲကြားတယ်ဆိုတဲ့အချိန်မှာလည်းဘာတွေဖြစ်တာလဲစဉ်းစားနာကောင်းတယ်တန်လာထီတယ်ဇာတိစိတ်ပေါ်တယ်ဖတ်တာဖြစ်တယ်ဝေဒနာဖြစ်တယ်ဒါဟာကြားတယ်ဆိုတာဖြစ်သွားတယ်နာမကောင်းမှုဆိုရင်ကြားတယ်ဆိုတာဖြစ်မလာဘူးလေဒီကအကြောင်းတစ်ခုအကြောင်းတရားနဲ့အကျိုးတရားတွေပဲပြောအနံ့ရတယ်ဆိုတဲ့အခါမှာလည်းထို့တူပဲနှာခေါင်းရဲ့အနံ့ရဲ့နန်းသိတဲ့စိတ်ရဲ့နော်ဖတ်တာရဲ့ဝေဒနာဒီ၅ခုပဲဖြစ်အရသာကြတော့ထို့တူပဲတရားရဲ့အရသာရဲ့နှစ်ခုစုံတဲ့ကမှာအရသာသိစိတ်ဖြစ်တယ်ပြီးတဲ့အခါဖတ်တာဖြစ်တဲ့ဝေဒနာဖြစ်တယ်ဒီတရား၅ခုပဲအထိတိကြတော့ခုနပြောတဲ့အတိုင်းကာယပတ္တာရဖုတ္တပဆိုတဲ့နေရာမှာခုနဝါယောဖုတ္တပကိုသာပြောခဲ့တာတေဇောဖုတ္တပရှိတယ်နော်ပထဝီဖုတ္တပရှိတယ်ဖုတ္တပယုံဆိုတာပထဝီတေဇောဝါယောအာဘောမပါဘူးတကြည့်လေးပါဘာဖြစ်လို့တော့ဆိုရင်ဆိုပါစို့လှုပ်ရှားတာလေးကိုအာရုံပြုရင်တော့ဝါယောအသက်ရှူသွင်းလိုက်တဲ့အခါပူတယ်နှွေးတယ်အေးတယ်ဆိုတာအာရုံပြုရင်တေဇောရှုသွင်းတဲ့လေလေးရဲ့နုညံ့မှုကိုအာရုံပြုရင်ပထဝီအဲ့လိုကွဲသွားသေးတယ်နော်အဲ့ဒါကာပတာရစိတ်ကူးကြံစည်တဲ့အခါမှာလည်းထို့တူပဲဘဝင်နဲ့အဝိဇ္ဇံဆိုတဲ့ဗနဘဝင်နဲ့အဝိဇ္ဇံဆိုတဲ့ဗနမှာဓမ္မဆိုတဲ့အာယုံကြံတွေးတဲ့အာယုံတွေလာပြီးတော့ပေါင်းစုံတဲ့အခါမှာမနောဝိညာဉ်စိတ်ဖြစ်တယ်ပြီးတော့ဖတ်တာဖြစ်တဲ့ဝေဒနာဖြစ်တယ်အဲ့ဒီမှာလည်းဒီသဘာဝတရား၆ခုဖြစ်တာပဲအလုံးပေါင်းလိုက်တော့သဘာဝတရားဒွါရ6ပါးအာယုံ6ပါးဝိညာဉ်6ပါးဖတ်တာ6ဖြာဝေဒနာ6ဖြာအလုံး50 30တစ်ခုတစ်ခုမှာ5ခုအဲ့မှာတဏှာထပ်ထည့်လိုက်တဲ့အခါ66 36ဖြစ်တယ်ဆတ်ဆက်ကတော့မှတဏှာပါထည့်ဟောတယ်ဒါဝိရဏပစ္စယတဏှာနဲ့ပုရုဇဉ်ကြီးအဖြစ်များတာကိုထည့်ပြီးတော့ရှုပါဟောတာတမန်အပြင်ရှုမှတ်နိုင်မယ်ဆိုလို့ရှိရင်ဟောဒီ၅ခုရှုဒါဝိပဿနာရှုရင်ဒီသဘာဝတရားတွေကိုဉာဏ်နဲ့မှရှင်းရှင်းကြီးသိမြင်မှုအဲ့ဒီသဘာဝတရားတွေဟာဒုက္ခသာဖြစ်တယ်ကြောင့်တရားရှိနေတဲ့မြတ်ဒုက္ခတွေပဲဖြစ်မယ်အဲ့ဒီကအကြောင်းတရားတွေချုပ်ငြိမ်းသွားလိုက်တာနဲ့တပြိုင်နက်ဒုက္ခនិရောဓဆိုတွေ့ပရိစ္ဆေသမုပ္ပါဒ်နဲ့ပြောမယ်ဆိုလို့ရှိရင်အနုလောမပရိစ္ဆေသမုပ္ပါဒ်ဒီဒုက္ခကိုပြောတာပฏิလောမပရိစ္ဆေသမုပ္ပါဒ်ဒီဒုက္ခនិရောဓကိုဘယ်လိုချုပ်တော့မသိတာကစပြီးမသိမှုချုပ်သွားလို့ရှိရင်ကျုပ်ပအာထုံမှုကံတရားတွေချုပ်တယ်ကျုပ်ပအာထုံမှုကံတရားချုပ်ရင်ဝိညာဉ်ချုပ်တယ်ဝိညာဉ်ချုပ်ရင်နာယုချုပ်တယ်ဆက်အဲ့ဒီတမန်ချုပ်တဲ့အချုပ်ကြီးကိုပြောတာမဟုတ်အတေတဝိရာခនិရောဓတကယ်ကိုကျင့်စဉ်တစ်ခုကိုကျင့်လို့ဆုရှထက်မြက်တဲ့အသိဉာဏ်နဲ့သိသွားလို့လုံးဝချုပ်ငြိမ်းသွားတယ်မဲ့နဲ့ပဲလို့ချုပ်ငြိမ်းသွားတယ်ချုပ်ငြိမ်းမှုမျိုးဖြစ်လို့ရှိရင်ဒုက္ခនិရောဓဆိုတဲ့အိဗံအဲဒါကြောင့်မို့မြတ်စွာဘုရားဟောတဲ့တရားဟာဒုက္ခနဲ့ဒုက္ခនិရောဓဒီတစ်ခုသာဟောတာဒါကိုပဲအနုရဒသုတ်တို့အခုအလကတုပမသုတ်တို့မှာမြတ်စွာဘုရားပုပ္ပိစာဟံဣတရဟိစဒုက္ခင်စေဝပညပေမိဒုက္ခသစ္စာនិရောဓရှေးရခင်ကရောအခုရောငါဟာဒုက္ခနဲ့ဒုက္ခនិရောဓဒီနှမျိုးကိုသာဟောတာဖြစ်တယ်တရဝါရှိတဲ့လူငါဘယ်တော့မှမဟုတ်ဘူးဒီအစစ်မြင့်တရားမှာအလုံးဒုက္ခနဲ့ဒုက္ခនិရောဓသာဟောတယ်ဆိုတဲ့အဓိပ္ပာယ်ဟာအခုပြောတဲ့အဓိပ္ပာယ်ဖြစ်ကြောင်းတရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မြတ်ဗုဒ္ဓရဲ့ဆုံးမတရားတော်ခံဗီရထုတ်တတာနဲ့တယ်အတိညာနဲ့မှမြင်နိုင်လို့မြင်မှုခက်တယ်အဲ့ဒီသို့တော်လည်းပစ္စတပဏိတဝေရဏိယပညာရှိလို့ရှိရင်ပညာရှိတဲ့ပုဂ္ဂိုလ်တွေတော့
သိနိုင်တယ်သိနိုင်တဲ့တရားဖြစ်သည့်အတွက်ကြောင့်လမ်းစဉ်အတိုင်းမိမိတို့ကိုယ်တိုင်ဒီသဘာဝတရားတွေကိုသိရှိနားလည်အောင်အကျဉ်းချင်းထပ်ထပ်လေ့လာဆန်းစစ်ပထမဒီတရားတွေရှိတယ်ဆိုတာသိယူရမှာဖြစ်တယ်သိယူပြီးတဲ့အခါဟုတ်မဟုတ်လေ့လာစူးစမ်းပြီးအကျဉ်းချင်းထပ်ထပ်ရှာဖွေသုံးသပ်ရမှာဖြစ်တယ်အဲ့ဒီကြမှာမိမိတို့အသိဉာဏ်နဲ့ဆုံးဖြတ်နိုင်မှာဖြစ်လို့မြတ်စွာဘုရားဆုံးမတဲ့အဆုံးအမကိုမှတ်သားနာယူပြီးအကျဉ်းချင်းထပ်ထပ်ဆင်ញင်သုံးသပ်ပြီးဝိပဿနာဉာဏ်နဲ့ဆုံးဖြတ်နိုင်ကြပါစေကုန်သတည်း